Communist Party ဘာကပပြိုကွဲသွားပြီးနောက်မှာစစ်ဆိုးရကနေဆက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုငြိမ်းချမ်းရေးကန်လန့်ပြီးခွန်ဆကိုအထီးကျန်အောင်လုပ်ခဲ့ပါတယ်။အစိုးဆုံးကတော့အင်အားတောင်တင်လာတဲ့ဝါတပ်ဖွဲ့တွေပါပဲ။ဝါတပ်ဖွဲ့တွေကမြန်မာစစ်တပ်နဲ့နားလည်မှုယူပြီးခွန်ဆရဲ့နေမျိုးတွေကိုအကြီးအကျယ်ထိုးစစ်ဆင်လာပါတယ်။ခွန်ဆကအရင်ကလိုထိုင်းဘက်ကလည်းအကူအညီမရတပ်တွင်းမှာလည်းအကွဲပြဲတွေနဲ့ဆိုတော့စစ်မျက်နှာအနှံ့မှာအထိနာလာခဲ့ပါတော့။အမေရိကန်ရဲ့ဖိအားကလည်းဒီချိန်မှာအမြင့်ဆုံးထိရောက်လာခဲ့တာပါ။ဒီရေကခွန်ဆကိုဖမ်းဖို့နှီးမျိုးစုံနဲ့စ조사နေတယ်လို့သူနဲ့ပတ်သက်ခဲ့တဲ့ထိုင်းစစ်တပ်အရာရှိတွေကလည်းဖိအားတွေကြောင့်ခွန်ဆကိုကူညီဖို့လက်တွန့်သွားကြပါတယ်။အဲဒီချိန်မှာတော့ခွန်ဆကဟိုမိန်တောင်ကြားထဲမှာဘေးပပတ်လေးရန်သူဝိုင်းနေတဲ့ကြွက်တကောင်လိုဖြစ်နေပါပြီ။နောက်ပြီးသူ့မှာရွေးချယ်စရာလမ်းနဲ့လမ်းပဲရှိပါရဲ့။အမေရိကန်လက်ထက်အဖမ်းခံမလားဒါမှမဟုတ်မြန်မာစစ်တပ်နဲ့အပေးယူလုံမလားဆိုတာပါပဲ။ခွန်ဆကအရန်ပါနေတဲ့သူပါ။အမေရိကန်လက်ထက်ရောက်ရင်တစ်သက်လုံးထောင်ထဲမှာအယိုးဆွေးရမယ်ဆိုတာသိတဲ့အတွက်သူဟာလျှို့ဝှက်တဲ့ထွက်ပေါက်ပြူဟာတစ်ခုကိုချမှတ်လိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ရန်သူဖြစ်တဲ့မြန်မာစစ်အစိုးရနဲ့ဒေသစိတ်ညှိနှိုင်းတာပါပဲ။သူဟာသူ့ရဲ့အသက်ဘေးကင်းလုံခြုံရေးနဲ့ရန်ကုန်မှာအေးဆေးဆေးနေထိုင်ခွင့်ရဖို့အတွက်သူ့ရဲ့တပ်မတော်ကြီးတစ်ခုလုံးကိုအရေးအနှီးပြုပြီးလောင်ချထပ်လိုက်ပါတယ်။1996ခုနှစ်ဇန်နဝါရီလမှာတော့ကဘာကြီးကိုတုံးလုံးသွားစေတဲ့သတင်းတစ်ခုထွက်လာခဲ့တာပါ။အဲ့ဒါကတော့အင်အားကြီးမားလာတဲ့